ဖွပွေးမြင်ကတဲ့မင်းသားဆိုပြီးလူပြောများနေပြန်တဲ့ထွန်းထွန်းမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အင်တာနက်မှာတော့အမှုပညာလောကရဲ့သတင်းတွေအတင်းပြင်းလေးတွေပွဲတွေကအမြဲတမ်းစိတ်ဝင်စားစရာကောင်းနေတော့မှာပဲအခုတခါမှလည်းပရိသတ်တွေကြားမှာပြောမဆုံးဖြစ်နေတဲ့အကြောင်းအရာလေးတစ်ခုကတော့မင်းသမီးကျော်ဖွပွေးနဲ့မင်းသားထွန်းထွန်းတို့ရဲ့ပွဲပဲဖြစ်ပါတယ်မကြသေးခင်ကတုံ့လွင်ပြသသွားခဲ့တဲ့ဖွပွေးရဲ့ Date with Me စီစဉ်ကနေစတင်ခဲ့တာပါဒီစီဇန်မှာဖွေးဖွေးကသူ့ရဲ့နုပညာဖြတ်သန်းမှုတစ်လျှောက်မှာအမြင့်ကဆုံးအတူလုံးလုံးရတာစင်မပြေဆုံးဖြစ်ခဲ့ရတဲ့မင်းသားတစ်ယောက်အကြောင်းကိုအချိန်မို့ပြောပြသွားခဲ့ပါတယ်။ရှူတင်မှာကိုကတရုံဆောင်မှုအာယုံပြည့်ဝင်နေတဲ့အချိန်မှာတမင်တကာကင်မရာရှိကနေလာကွယ်တက်တဲ့အချင်းရှိတယ်လို့ပြောခဲ့တာပါ။ဖွေးဖွေးကတော့ကျင်းဝေရှာရောအချင်းချင်းတိတ်ခါရရောအဲ့ဒီမင်းသားဟာဘဲသူဘဲဝါဆိုတာကိုတော့လုံးဝထုံမပြောသွားပါဘူး။ဒါပေမဲ့ဇလန်ကအဲ့ဒီမှာလည်းမပြီးသွားပါဘူးရှင်။ပရိသတ်တွေကလည်းဒီတိုင်းမနေပါဘူးဖွေးဖွေးလို့ပုံမလင်းလေးပြောတတ်တဲ့မင်းသမီးတယောက်ကဒီလောက်ထိအမြင်ကတ်တယ်လို့ပြောလာမှတော့ဘယ်သူဖြစ်မလဲဆိုတာကိုသိကျင်စိတ်တွေတဖွာဖွာပေါ်လာပြီးဆိုရှယ်မီဒီယာစုံတောက်ကြီးတွေကဆက်စုကြောင့်မှွေနှောက်ကြပါတော့တယ်ဒီလိုနဲ့စုံစမ်းကြရင်မှာပဲအဖြေကထင်မှန်မထားတဲ့နေရာကနေထွက်လာပါတယ်စင်ကာပူနိုင်ငံမှာနေထိုင်တဲ့နာမည်ကြီးဆယ်လီနိုင်ဝယ်ပြင်အမှုပညာတိုင်းဝန်နဲ့နီးစပ်သူချိုရဲ့ကောမန့်တွေပြောစကားတွေအရဖွေးဖွေးနဲ့ရှူတင်မှာပြဿနာဖြစ်ခဲ့တဲ့မင်းသားဆိုတာထွန်းထွန်းဖြစ်ဖို့တေချာသလောက်ရှိရဲဆိုပြီးတစင်စကားတစင်နားနဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်ဒီလိုသတင်းတွေထွက်လာတာကလည်းဖွေးဖွေးနဲ့ထွန်းထွန်းတို့ဟာပပဝရီစီရင်ကန်းဆိုတဲ့ရုပ်ရှင်စကားကြီးမှာတူတူသရုပ်ဆောင်ခဲ့ပူတာမို့ပါအဲ့ဒီစကားတွေကစုံဝင်ကန်တစ်ခုမှာဖွေးဖွေးကထွန်းထွန်းရဲ့နောက်ကျောကိုကြည့်ပြီး dialogue တွေပြောရတဲ့အခန်းပါဝင်ပါတယ်။ဒီချက်ကဖွေးဖွေးပြောတဲ့ကင်မရာကိုတမင်လာခွဲတယ်ဆိုတဲ့ဖြစ်ပြန်နေအတော်လေးကိုကိုက်ညီနေတာကြောင့်ပရိသတ်တွေရဲ့တန်တရားဟာပိုပြီးခိုင်မာသွားခဲ့ပါတယ်။ဖွေးဖွေးကတရားဝင်ထုတ်မပြောထားပေမဲ့အပြင်ကလာတဲ့သတင်းရင်းမြစ်တွေကောမန့်နေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာတော့မြောက်ဦးကထွန်းထွန်းစီကိုပဲတညီတညွတ်တင်လှည့်သွားခဲ့ပါတယ်။ထွန်းထွန်းကလည်းအရှင်ကလေးကအမှုပညာလောကမှာကြရက်တွေနဲ့မစိမ့်တဲ့သူဖြစ်တာကြောင့်အခုလိုသတင်းမျိုးထွက်ပေါ်လာတဲ့အခါမှာပရိသတ်တွေကအလွယ်တကူပဲယုံကြည်လိုက်ကြပုံပါပဲအမှန်တရားကတော့သူတို့နှစ်ဦးကြားမှာပဲရှိနေမှာပါဒါပေမဲ့အမှုပညာရှင်တွေရဲ့ပွဲတွေကြရက်တွေကပရိသတ်တွေအတွက်အမြဲတမ်းစိတ်ဝင်စားစရာကောင်းနေတော့ဆိုတာကိုတော့ဒီကိစ္စကသက်သေပြနေပါတယ်ဒါပေမဲ့လည်းဖွေးဖွေးနဲ့ပြဿနာတက်တာကထွန်းထွန်းမဟုတ်ပဲတခြားမင်းသားလေးဖြစ်နိုင်ပါတယ်တချို့ကလည်း Date with Me စီစဉ်ကသူတို့ကိုလူကြီးမြောင်တမင်တကာတတ်တတ်ပွဲရှာတာဖြစ်မယ်လို့ဆိုပါတယ်။ Date with Me စီစဉ်ဟာရှင်ကလေးကပွဲတွေကြရက်တွေထားတတ်တာပါ။အခုတော့ဖွေးဖွေးနဲ့အတူထွန်းထွန်းမကြရက်ထဲရောက်နေတာပါ။ပရိသတ်ကြီးတို့အနေနဲ့ရောဒီကိစ္စအပေါ်မှာဘလို့ထင်မြင်ယူဆမိပါသလဲ။ဖွေးဖွေးမြင်ကတဲ့မင်းသားကထွန်းထွန်းဖြစ်နိုင်တယ်လို့ထင်ပါသလား။ဒါမှမဟုတ်တခြားလူတယောက်ရောဖြစ်နိုင်သေးလား။ဖွေးဖွေးပေါ်မှာကိုယ့်ရဲ့မြင်လေးတွေကို comment မှာမျှဝေပေးခဲ့ကြပါအောင်ရှင်။